မန္တလေးတိုင်းမြင်းကြံခရိုင်တောင်သာမြို့နယ်ထဲမှာဖြစ်ခဲ့တဲ့ပြည်သူ့လူမျိုးရေးတပ်မတော် PLA ရဲ့တပ်စခန်းနေရာကိုမြို့သားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်ကဝင်ရောက်စီးနင်းချိန်မှာ PDF တပ်ဖွဲ့ဝင်တချို့မိုင်းထိသေဆုံးတာနဲ့ဒဏ်ရာရတာတွေရှိခဲ့တယ်လို့ NUG စေအုပ်ချုပ်ကထုတ်ပြန်ပါတယ်။ဝင်ရောက်စီးနင်းဖို့အထိဘာကြောင့်ဖြစ်ခဲ့ရတာပါလဲ။တော်လှန်ရေးအကျအချင်းချင်းအခုလိုပြိပက္ခတွေဘာကြောင့်မကြာခဏဖြစ်နေတာပါလဲ။ကိုကျော်စရာပြောပြမှာပါ။ပြည်သူ့လူမျိုးရေးတပ်မတော် PLA ဘက်ကဒလန်လို့ဆွဆွဲပြီးဖမ်းဆီးထားခဲ့သူတယောက်ကိစ္စနဲ့ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက PLA စခန်းကိုမနေ့ကဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။အဲဒီလိုစီးနင်းခဲ့ချိန်မှာ PDF ၄ယောက်မိုင်းထိမှန်သေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနစေယုံချုပ်ကမနေ့ညကပဲသတင်းထုတ်ပြန်ပါတယ်။ PLA အနေနဲ့ပြည်သူတယောက်ကိုဖမ်းဆီးပြီးပစ္စည်းတွေသိမ်းယူတာငွေကြေးတောင်းခံတာတွေရှိခဲ့တယ်လို့ NUG စေယုံချုပ်ရဲ့ထုတ်ပြန်ချက်ထဲမှာရေးထားပါတယ်။ဒါပေမဲ့မြင်းကြံခရိုင်မှာဒေသကာကွယ်ရေးတပ်ဖွဲ့ပေါင်းစုံရှိတာကြောင့်ဘသူကိုဖမ်းမြို့နယ်ပါ3လုံးကိုကြောင်းကြားဖို့စာထုတ်ပြန်ထားပေမဲ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပူးပေါင်းဆောင်ရွက်မှုအားနည်းတယ်လို့ပြောပါတယ်ဒီပေါ်မြင်းကြံခရိုင်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တူပြောတာကအခုဆိုပြူဝဲပြီးတံတန်းလေးရှိပြီးမိတယ်ဆိုရင်စစ်တပ်ကတရင်ပေးတယ်လို့ဖြစ်ဖြစ်ယူဆတယ်လူမှလည်းမရဘူးတကယ်လို့ဖမ်းဆီးလာခဲ့ရှိတော့ဘယ်ကွစီရဖြစ်ဖြစ်တရင်ရဖြစ်ဖြစ်လူကြီးရဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ကွစီရဖမ်းဆီးလာရင်ကျွန်တော်တို့တောင်းကြပေးပါတောင်းကြပြီးတော့သူ့ရဲ့ခိုက်တဲ့ပြည်တဲ့ချမှတ်မယ်ဆိုတော့ကျွန်တော်တို့မြင်းရမှုနဲ့မျိုးစီကတုံးပြန်လာရှိတယ်တကယ်လားဆိုရင်နေမီမှာဘယ်လိုပဲဖြစ်နေပြီဟိုတရင်ပို့မှာသူတရင်ပို့တာမရှိဘူးလို့လည်းတောင်းတာပါကပါတောင်းတယ်လည်းအဲ့လိုပြောဥစားလို့ရှိတယ် PLA ရဲ့ပြောခွင့်ရသူကိုဝေယံဖြိုးမိုးကတော့သူတို့ဖမ်းဆီးခဲ့သူဟာစစ်တပ်ကိုသတင်းပေးသူဖြစ်တာကြောင့်ဖမ်းဆီးထားတာဖြစ်ပြီးပြန်ရွေးငွေကိုတောင်းခံခဲ့တယ်ဆိုတာလည်းမဟုတ်မှန်ဘူးလို့ပြောပါတယ်။ NUG ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တချို့ရှိသလို NUG ရဲ့ထိန်းချုပ်မှုအောက်မှာမရက်တီပဲတီးတန့်လှုပ်ရှားတဲ့တော်လှန်ရေးတပ်ဖွဲ့တွေလည်းအများကြီးရှိပါတယ်။ PLA တပ်ဖွဲ့က NUG ရဲ့လက်အောက်မှာမရှိပါဘူး။ဒါနဲ့ပတ်သက်လို့နထိုးကြီးဒေသကာကွယ်ရေးတပ်ဖွဲ့ဦးဆောင်သူဘုံမိုးကျိုးကအခုလိုပြောပါတယ်။ဘာကြောင့်မဝင်နေကြတာလဲလို့ပြောရင်ကိုတီကိုနန်းလို့ပြောရမှာပေါ့ကိုစုကိုဖွဲ့ဆိုရင်ကိုလုတ်ကျင်လို့လုပ်လို့ရတယ်ဟိုဘကိုမှဩတာအနာခံပြမလို့ဘူးပေါ့ဒါကိုလက်တီညီဒီမှာမြင်နေတဲ့အရာကိုချပြလာအဲ့တဘုံမျိုးတချို့သွားကျင်ကြတော်လည်းအေးမှာအဲ့လိုမျိုးကအဆင်မပြေနိုင်ဘာတွေကြုံတွေ့ရလဲဆိုတော့သူတင်မှုမရှိဘူးဆိုဖျို့ဖျက်ဖြစ်တယ်ဒါကိုလက်ရှိညီဒီမှာကြုံတွေ့နေရတာဥမာပွဲဖော်ဆောင်တော့မယ်ဆိုရင်ဥမာတို့လက်ချင်မှလိုက်တယ်မလိုက်ချင်မလိုက်ဘူးကွာဒါအချိန်တည်းရင်ဘယ်လိုတော့ပြည်သူတွေစီကြတော့လိုက်ပြီးတော့အခုတို့ကကျွန်တော်တို့ရေခါလေးလုပ်ပါအောင်ငွေကြီးလုပ်ပါအောင်ဒီလိုမျိုးတွေဆိုတော့အခုတို့တော်လိုင်းရင်းမှာသူသိမှုမရှိရင်အားနေတယ်အဲ့ဒီအပေါ်မှာအခုသုံးသက်ကြည့်တာပေါ့ NUG ကလည်းသူ့လောက်ဝင်มาလို့ပြောတာမဟုတ်ဘူးဒါအခုသိတယ်လို့ပေါ့နော်စုဖွဲ့မှုရှိတယ်ကြတယ် NUG နဲ့ဒေသကာကွယ်ရေးတပ်တွေကြားစီးရေးနယ်မြေထိန်းချုပ်မှုတပ်ဖွဲ့တွေပေါင်းစည်းမှုအခွန်ကောက်ခံမှုနဲ့စီးရေးမဟာမိတ်ကိစ္စရပ်တွေကြောင့်မကြာခဏပဋိပက္ခတွေဖြစ်ပွားလေရှိတယ်လို့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့နှီးဆက်သူတွေကပြောကြပါတယ်ပြီးခဲ့တဲ့မေလတုန်းကလည်းစကိုင်းတိုင်းကလေးခရိုင်မင်းကင်းမြို့နယ်မှာ NUG လက်အောက်ခံပါ3လုံးနဲ့ចောင်းသားတော်လိုင်းတပ်တော် SR အဖွဲ့တို့ပြဿနာဖြစ်ခဲ့ပြီးပြစ်ခတ်မှုထိဖြစ်ခဲ့တယ်လို့နှီးဆက်သူတွေကပြောပါတယ်မြို့သားညီညွတ်ရေးအစိုးရ NUG လက်အောက်မှာမရှိတဲ့ဒေသကာကွယ်ရေးအဖွဲ့ဦးဆောင်သူတချို့ကတော့အခုဖြစ်နေတဲ့ပြဿနာအများစုဟာ NUG စေယုံဘက်ကထောက်ပံ့မှုအားနည်းလာတဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်တယ်လို့ပြောဆိုကြပါတယ်ခင်ဗျာမြန်မာနိုင်ငံစိတ်ကြွဆေးတစ်မျိုးဖြစ်တဲ့ methamphetamine ထုတ်လုပ်တဲ့အကြီးဆုံးနိုင်ငံဖြစ်လာတယ်လို့ကုလသမဂ္ဂမူရစ်ဆေးဝါးနဲ့ပြည်မှုဆိုင်ရာယုံ UNODC ကထုတ်ပြန်ထားပါတယ်မြန်မာနိုင်ငံဟာနိုင်ငံတွင်းဖြစ်ပွားနေတဲ့လက်နက်ကိုင်ပြိပက္ခတွေကြောင့်နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွေကရှမ်းပြည်နယ်မှာအခြေစိုက်ပြီးမူရစ်ဆေးဝါးတွေထုတ်လုပ်မှုကိုအချိန်ဟုန်နဲ့တိုးမြင့်လှုပ်ဆောင်နေတာဖြစ်တယ်လို့လည်း UNODC ကဆိုထားပါတယ်။မြေပြင်မှာရောဘလို့အခြေအနေတွေကြုံတွေ့နေရပါသလဲ။မတ်ရွှေပိုးနေရပြောပြမှာပါ။ကုလမွေးရစေဝါနဲ့ပြည်မှုဆိုင်ရာယုံ UNODC ကထုတ်ပြန်ထားတဲ့အစီရင်ခံစာအသစ်မှာမြန်မာနိုင်ငံဟာကမ္ဘာအကြီးဆုံးမက်သာဖက်တမင်းထုတ်လုပ်တဲ့နိုင်ငံအဖြစ်ဆက်လက်ရည်တည်နေတယ်လို့ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ရက်ကထုတ်ပြန်တဲ့အရှေ့အာရှနဲ့အရှေ့တောင်အာရှဒေသတွင်ဓာတုမွေးရစေဝါများနောက်ဆုံးပေါ်ဖြစ်ပေါ်တိုးတက်မှုများနဲ့စိန်ခေါ်မှုများ2026ဆိုတဲ့အစီရင်ခံစာထဲမှာဆိုထားတာပါ။မြန်မာဟာဒေသတွင်းရာဇဝတ်မှုတွေနဲ့နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ရာဇဝတ်မှုတွေရဲ့ဗဟိုအဖြစ်ပါတည်ရှိနေတယ်လို့လည်းပါဝင်ထားပါတယ်။မြန်မာနိုင်ငံကထွက်တဲ့ဓာတုမွေးရစေဝါတွေဟာထိုင်းနိုင်ငံအပြင်ဂျပန်တောင်ကိုရီးယားစတဲ့
တဲ့နိုင်ငံတွေအထိပါလေကြောင်းနဲ့ရောရေကြောင်းကနေပါပြန့်နှံ့နေတယ်လို့လည်း UNODC ကပြောထားပါတယ်။မူရစ်ဆေးဝါးတိုက်ဖျက်ရေးရဲတပ်ဖွဲ့နဲ့နှိစက်သူတူကတော့မူရစ်ဆေးဝါးပြုလုပ်တဲ့ကုန်ကျန်းပါဝင်ပစ္စည်းတွေဟာအကုန်လုံးဓာတုပစ္စည်းတွေဖြစ်တယ်လို့မြန်မာပြည်မှာမရရှိဘူးလို့ပြောပါတယ်။အဲ့ဒီပစ္စည်းတွေအားလုံးဟာအိန္ဒိယနိုင်ငံတွေကပဲရရှိတာဖြစ်လို့နယ်စပ်ဒေသတွေကိုထိန်းချုပ်ဖို့လိုတယ်လို့ထောက်ပြပါတယ်။ဒါပေမဲ့ပြည်တွင်းပြည်ပခါတွေကြောင့်နယ်စပ်ဒေသကိုထိန်းချုပ်ဖို့ခက်ခဲနေချိန်မှာမူရစ်ဆေးဝါးပြဿနာကလည်းဖြေရှင်းဖို့ခက်ခဲနေအောင်မယ်လို့သူကဆိုပါတယ်။မြန်မာဟာတစ်ကမ္ဘာလုံးမှာမူရစ်ဆေးထုတ်လုပ်မှုအများဆုံးနိုင်ငံအဖြစ်ဘာလို့ရောက်ရှိသွားတာလဲ။မြန်မာနိုင်ငံမူရစ်ဆေးဝါးစန့်ကျင်ရေးအသင်းမာနာဘိန်းမြို့ကတာဝန်ရှိသူတူသုံးသက်တာကနယ်စပ်လေးမှာတော့ပေါ်တယ်နယ်စပ်ကြီးကဆုမှုရလည်းပဲအားနဲ့လေနယ်စပ်ကြီးအကုန်ပေါင်းတယ်လေလောက်ပဲလည်းပေါင်းတယ်ယူရီးယားပဲလည်းပေါင်းတယ်စီယိုလည်းပေါင်းတယ်ခိုင်းနယ်စပ်လည်းပေါင်းတယ်လေဖမ်းတော့ဖမ်းပြီးတော့ကြီးကြမမီးဘူးလေအငယ်လေးပဲလက်ခွဲလေးပဲမီးရဆိုတော့အဲ့ဒါကြီးကထိတ်ချုံမှုရပြင်းလာပါနယ်စပ်လေးမှာပဲစီစစဂိမ်းလေးအကြီးထုတ်တော့ကိုဆိုင်ဒီဂိမ်းလေးကနေထိတ်ချုံနိုင်ပြီဆိုတော့မြို့ထက်တော့ပါဝင်လို့မနိုင်တော့ဘူးပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကလည်းဝေါ်မြို့နယ်မှာငွေကျပ်62ဘီလီယံကျော်တန်ဖိုးရှိတဲ့ ICE မက်သာဖက်တမင်း 1.5 တန်ကျော်နဲ့စိတ်ကြွဆေးပြား6တန်းကျော်ကိုတည်ယူသူတွေနဲ့အတူဖမ်းမိခဲ့တယ်လို့ရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒါပေမဲ့အခုခေတ်စိတ်ကြွဆေးတွေဟာဓာတုဗေဒနည်းနဲ့ချက်တာဖြစ်တာကြောင့်ရွေးရှားလို့ရတဲ့မိုဘိုင်းစက်ရုံတွေဖြစ်လာပြီးဘိန်းပင်စိုက်တာတွေလိုမျိုးဂျိုတုကနေအလွယ်တကူခြေရမခံနိုင်တာကြောင့်ဖမ်းဆီးဖို့ခက်ခဲနေတာလို့လည်းဒေသခံတချို့ကပြောပါတယ်။ရှမ်းပြည်မြောက်ပိုင်းကလာရှိုးကုတ်ခိုင်သိန်းနီမြို့တွေမှာရှိတဲ့ရွာတချို့မှာတော့ရွာလုံးကျွတ်နီးပါးစိတ်ကြွဆေးပြားတွေထုတ်လုပ်ရောင်းချနေကြပြီးဖမ်းဆီးတာလည်းမရှိဘူးလို့အဲ့ဒီဘက်မှာရှိတဲ့ဒေသခံတွေက BBC ကိုပြောပါတယ်။အဲ့ဒီအကြောင်းကိုသိတဲ့ကုတ်ခိုင်ဒေသခံတူပြောပြတာကကုတ်ခိုင်မြို့ပေါ်မှာဝင်းရှိလို့ဒီရောက်ရှိတယ်အရင်စစ်တဲ့အုပ်ချုပ်တဲ့အချိန်တော့လမ်းပေါ်မှာပုံပြပို့လို့ရတယ်ရှိလို့ရပို့တဲ့အုပ်ချုပ်ပြီးတော့ကျွန်တော်ရှင်းတော့ရောင်းတဲ့နေရာတွေလည်းကိုကြောင့်ပို့ရရောင်းနေရတဲ့ပုံစံဖြစ်တော့အများတော့ပေါ်တင်လုပ်ပြီးကြဒီလိုကကျတော့အုပ်ချုပ်နေတယ်သူတို့လက်ထက်မှာဒါကြီးပါပြောက်သွားတယ်ဆိုတဲ့ပုံစံမျိုးရွာဘက်မှာလုပ်ပြီးလို့ကျတော့အမ်းပြပေါ့ဗျာအမ်းနေတော့အချိကန်ထုတ်ထားတာအဲ့ပုံစံလုပ်နေတာလားကျွန်တော်လည်းမပြောတတ်ဘူးဒါအပြင်မူဆယ်မြို့ပေါ်ရက်ကွက်တွေမှာလည်းလောင်းကစားရုံ KTV ဘားကလပ်စတာတွေနဲ့တွဲပြီးမူရစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေပေါ်ပေါ်တင်တင်ရှိလာတယ်လို့လည်းဒေသခံတွေကဆိုပါတယ်လက်ရှိကုန်စည်နှုန်းတွေအစမတန်မြင့်တက်နေချိန်မှာစိတ်ကြွဆေးပြားကတပြားကို300ကျပ်1000မိုး4ပြားအထိဝယ်ယူလို့ရနေတယ်လို့လည်းဒေသခံတွေကပြောကြပါတယ်စိတ်ကြွမူရစ်ဆေးတွေကိုအဓိကအဖြစ်ရှမ်းမြောက်မှာရှိတဲ့လက်နက်ကိုင်အဖွဲ့တွေနဲ့ဆက်နေရတွေအပြင်နှစ်ဖက်လုံးကနေမြေမစိုးမိုးနိုင်တဲ့နေရာတွေမှာအဓိကထုတ်လုပ်ကြတာဖြစ်တယ်လို့တချို့လက်နက်ကိုင်တပ်ဖွဲ့တွေကကာကွယ်ပေးနေတာကြောင့်ဖမ်းဆီးဖို့လည်းခက်ခဲနေတာလို့သုံးသပ်မှုတွေလည်းရှိနေပါတယ်